တကူကူသဘောပြောချင်တာမျက်စိကိုပြန်နဲ့ဖွင့်ထားစာဖတ်မှမျက်စိကဖွင့်ထားမှာအခုမင်းတို့မျက်စိတွေဖွင့်မထားဘူးလားဒါမဲ့ဒါကိုလူတိုင်းမြင်ကြမှာမြင်ပါတချို့ငေးပြီးဖွင့်ငါသိတယ်လေလူတွေကဲခဲလိုက်ရင်မျက်လုံးကစူးစိုက်နေတဲ့မျက်လုံးစိတ်ဝင်စားနေတဲ့မျက်လုံးစိတ်ဝင်စားတဲ့မျက်လုံးပဲဘောကလိန်လို့မရဘူးကမင်းဟုတ်တယ်မလားငါသင်လာတာမယ်အလွှာသုံးနေပြီနော်စာသင်ခဲ့တဲ့တက်တန်းအမေလူတုံးနဲ့သင်ခဲ့တဲ့စာတင်တဲ့တက်တန်းအမေ25နှစ်လောက်ရှိပြီတက်တန်းအများကြီးလေတနေ့ဟိုတော့ဥပဒေတော်ဘုံတို့မင်းကျောင်းနေလှည့်တင်တာမယ်တဲ့ကျောင်းသား2သိန်းခွဲလောက်တင်ရသူတို့တင်တဲ့ဆရာမတွေဆရာမ4000နဲ့5000ကြာတင်ရတယ်အဲ့ဒါနှစ်တိုင်းငါတို့တနင်္ဂနွေလုံးပတ်တင်ဟိုရွှေဒီကိတကလို့ဘိမြူကူနေတဲ့နေရာတွေကသာရောက်တယ်ငါတို့ကြောင်အကုန်ရောက်တယ်လှေတဲ့ရောလှဲတဲ့ရောကားနဲ့ရောမင်းတဝင်းတွေပေါက်ပြားတွေဓာတ်တွေအကုန်ပါကားတင်နေပြီတဲ့ဆိုအဲ့ဒါမြေတွေပါတွေခါတွေတူးပြီးတော့ဒါကြောင်ကြလည်းရောက်တယ်မြို့ပေါ်တွေလည်းရောက်ဆုံးနေအောင်ရောက်အလွာတန်းလန်းဆုံးပြောချင်တာကဘာပြောချင်တာလဲဆိုဘုန်းတို့ရောက်တဲ့နေရာမှာမျက်စိဖွင့်ထားအဲ့နေရာနေဘာအတွေ့အကြုံတွေရလဲနော်အဲ့ဒါမျက်စိကဖွင့်ထားမှမြင်ရဟုတ်လားအဲ့တော့တာမန်ကြည့်ုံနဲ့တော့မြင်ကင်တာအဲ့စာဖတ်တယ်မျက်စိနဲ့စာဖတ်တယ်နံပါတ်1ကဘာတော့နံပါတ်2ကခုသားတို့နားထောင်နေလားဟိဘုန်းပြောတာနားထောင်လားလူတိုင်းကြားလားလူတိုင်းနားထောင်လားကြားတာနဲ့နားထောင်တာတူတူပဲမို့လားကြားတာနဲ့နားထောင်တာဘာကွာတော့ဟာအဲ့လိုမပြောနဲ့အဲ့လိုမပြောနဲ့ငါအဲ့လိုပြောတာမကြိုက်ဘူးရဲပြောဒါမှတတ်တည်ရှင်ကဲပြောကြားတာနဲ့နားထောင်ဘာကွာပြောလက်ထောင်ယူပြောအေးပြောသမီးနားထောင်မှာပုံပြောနေအသေးပဲနားထဲမှာနားထောင်ပြီးစူးစိုက်နားထောင်နေတဲ့ဟာမျိုးပေါ့နော်ကောင်းလိုက်တာသမီးတော့တယ်နော်လက်ကုပ်တရားတွေနောက်တဲ့အော်တော့အားရကြပြီးစိတ်ကလေးတွင်းနေပါလေဗျာနားထောင်မှာကျတော့ဘုံပြောတဲ့ကားလေးကိုနားထောင်ပြီးလက်တွေ့တက်တာနှုတ်စားပါဗျာနိုင်ကောင်းလိုက်တယ်လက်ကုပ်တရားတွေနော်အဲ့ဒါသားရသူကိုသိတယ်အင်္ဂလိပ်လိုကြားတယ်ဆို hear လို့ပြောတယ်မလားနားထောင်တာကြတော့ listen to me hear to me လို့မပြောဘူး listen to me တခြားအောင်ဆိုင်ပြီးနားထောင်ပါအဲ့တော့နားထောင်ကြရတယ်နားထောင်တော့မှနားတဲ့ရောက်တယ်ဟောကြားဘူးနားဝကြားဘူးဒါတော့နားဝပဲနားဝရင်ထဲမရောက်ရင်ကိုအတိမရှိကိုစိတ်နဲ့ပေါင်းပြီးမတွေ့တော့အလုံးမလုပ်တတ်ဘူးဒါနဲ့ပတ်သက်ပြီးသဘောတရားမပေါက်တော့အလုံးမလုပ်တတ်ဘူးဟုတ်လားဒါကြောင့်နားထောင်တတ်ဖို့လိုတယ်ဒါကြောင့်နားနဲ့စာဖတ်တယ်ဆိုတာသူတွေဘာပြောလဲဟုတ်လားအနှစ်သာရရှိတဲ့သကလုံးတွေပြောတာဟုတ်လားအကျိုးရှိတဲ့သကလုံးတွေပြောတာဟုတ်လားအဲ့ဒီကြားလိုက်တဲ့သကလုံးတွေကိုဘယ်နေရာသုံးမလဲဒါတွေကကောင်းတဲ့နေရာမှာအသုံးချမယ်ဒါတွေကတော့ရှောင်ကျင်တဲ့နေရာမှာသိရမယ်အသိတွေဒါမျိုးပေါ့လေဘုံတော်ကြောင့်ဘုံပြောတဲ့သကလုံးတွေ upgrade ဖြစ်နေတယ်ဆိုတာကောင်းတာတွေဖြစ်မကောင်းတာတွေဖြစ်နားထဲရောက်လာပြီဆိုကိုနားထောင်နေလေဒါတွေကိုဘယ်နေရာပြန်သုံးမလဲငါတို့အကုန်လုံးလိုက်ပြီးတော့ကလပ်တွေလည်းမရဘူး night ကလပ်တွေလည်းမရဘူး KTV တွေလည်းမရဘူးလူတော်လည်းမရဘူးဘုန်းကြီးတွေလည်းမရဘူးဝါသနာလည်းမပါတို့တော့အဲ့မှာဘာတွေလုံနေကြလဲဘယ်လိုမျိုးဆိုတာအကုန်သိနေတယ်လေဘယ်နားထောင်တာပေါ့ကွာဒါကြောင့်လူတွေဘယ်လိုတွေးနေလဲဘယ်လိုပြောနေလဲအဲ့ဒါနားထောင်တယ်ဟုတ်နော် leadership မှာအကောင်းဆုံး leadership ပြုမှုတဲ့ခေါင်းဆောင်မှုပြုတဲ့နေရာမှာအကောင်းဆုံးစကားတစ်ခုရှိတယ်အဲ့ဒါ listen to lead နားထောင်ပြီးခေါင်းဆောင်ရတယ်ခေါင်းဆောင်ဆိုတာနားထောင်ကောင်းတဲ့သူပဲကြွကြည့်ပါလေတော့ကိုကြီးပြောတာကိုခေါင်းဆောင်လို့ပြောတော့ခေါင်းဆောင်ဆိုတာနားထောင်တဲ့ရတယ်နားထောင်တဲ့အခါကျတော့လေနားနဲ့လည်းနားထောင်မျက်လုံးနဲ့လည်းနားထောင်နှလုံးသားကိုလည်းဖွင့်ပြီးနားထောင်တချို့ကနားလေးနဲ့ပဲနားထောင်တာမျက်လုံးကမကြည့်ဘူးကွာကြိုင်ဘုံပြောပြမယ်မင်းတို့ကဘုံတရားလာလျှောက်တယ်ဒါမှမဟုတ်သိချင်တာလေးမေးတယ်မင်းတို့ရဲ့အခြေအနေမှန်လေးကိုမင်းတို့ရဲ့အကူအညီလေးရမလားလို့ဒီအကြံဉာဏ်လေးလာတောင်းတယ်ပေါ့ကွာမင်းတို့ပြောနေအေးပြောသမီးပြောကွာသားဘောတယ်လီဖုန်းကာပြီးတော့ဒီပြောလို့ပြောတာအားရှိမလားနှလုံးသားမပါဘဲနဲ့နားထောင်မျက်လုံးနဲ့လည်း तू ဘာပြောလဲမျက်တည်းမြင်တကယ်အခြေအနေသူ့ကိုလည်းကြည့်ရ तू ဘာဆိုလိုရင်းနေတာလဲတကယ်ဟန်ဆောင်မှန်ဆောင်ပြောနေတကယ်ရင်ထဲလာတဲ့စကားနဲ့ပြောနေသူ့မှာတကယ်ဖြစ်နေတဲ့အခြေအနေမှန်နေလားအဲ့ဒါမျက်လုံးနဲ့လည်းကဲခက်နားနဲ့လည်းသေချာနားထောင်နှလုံးသားကိုလည်းဖွင့်ပေးထားတာဒီကောင်ဒီလောက်လေးမှမသိဘူးမလို့အောင်မသိလို့မေးလိုက်ဆိုရင်အဲ့ဒီသူ့ရဲ့ရိုးသားမှုကိုနှလုံးသားဖွင့်ထားမှာအဲ့ဒါကို open minded လို့ခေါ်တယ်leadership မှာအဲ့ဒါအတော်အရေးကြီးတဲ့နေရာမှာပါတယ်ဒါကြောင့်သားတို့သမီးတို့စကားပြောကောင်းတယ်ဆိုတာနားထောင်ကောင်းတာပဲစကားပြောတော့ကောင်းတယ်ဆိုတာဘာလို့
နားထောင်မကောင်းတဲ့သူတွေနားထောင်မှုစွမ်းရည်မမြင်တဲ့သူတွေကစကားပြောကောင်းတဲ့သူတွေမဟုတ်ကြဘူးခေါင်းဆောင်ကောင်းဆိုတာနားထောင်ကောင်းတဲ့သူတွေဟုတ်ပြီလားအဲ့ဒါမြတ်စွာဘုရားရှင်ဝိနည်းတွေပြည့်ညတ်တော်မယ်ဆိုရင်တော့လည်းနားထောင်တယ်။ကိုင်းကိုတော်တို့ဘာပြောနေကြတော့ခြေသားတို့ဘာပြောနေကြတော့မင်းတို့ဘာအခက်အခဲရှိနေတာတော့ဘာပြဿနာပေါ်လာလို့ပြိတ္တထဲမှာအဲ့ဒီဟာတခုအစည်းအဝေးလုပ်ပြီးဘုရားရှင်အဆုံးဖြတ်ချက်ချမြတ်စွာဘုရားပဲသူဆုံးဖြတ်ချက်ချလို့မရဘူးလားဘုရားတော်မနဲ့သူဆုံးဖြတ်ချက်ချခြင်းလို့မချဘူးဗျပြိတ္တခေါ်စည်းဝေးပြီးမှဒီဟာတွေကိုဆုံးဖြတ်ချက်ချတာဝိနည်းမှာဘုရားတည်တံ့ပြည့်ညတ်ခဲ့တာမဟုတ်ဘူးအဲ့လိုမျိုးအစည်းအဝေးနဲ့ဆုံးဖြတ်ချက်ချပြီးမှပြည့်ညတ်ခဲ့တယ်ဥပဒေတစ်ခုအတူတူနော်မင်းတို့အားလုံးသဘောတူတယ်နော်ဒါဥပဒေတင့်တော်လားမတင့်တော်ဘူးလားမတင့်တော်ရင်ဒါမလုပ်ရဘူးဒီလိုမျိုးချမယ်အဲ့ဒါကောင်းဆောင်ကောင်းပဲဆိုတော့ပြိတ္တရဲ့အတန်ကိုနားထောင်တာလူနဲ့ပြမှာသတော်တွေအားလုံးရဲ့အတန်ကိုနားထောင်တယ်မြတ်စွာဘုရားရှင်နားထောင်ပြီးသူတို့ဘာအခက်အခဲတွေဖြစ်နေတယ်လဲသူတို့စိတ်ထဲမှာဘာတွေရှုပ်နေတာလဲအဲ့ဒါကိုရှင်းပြတာအဲ့ဒါမြတ်စွာဘုရားပဲအဲ့ဒါကိုကရုဏာနှလုံးသားလို့ခေါ်တယ် empathy sympathy နှလုံးသားကိုဖွင့်ပေးလိုက်မှာအဲ့ဒါဟိုဘက်ကစကားတွေခံစားချက်တွေရင်းနဲ့ရောက်အဲ့ကြမှာဖြေရှင်းရမယ် problem solving မြင်လာဒါကြောင့်နားထောင်တဲ့နေရာမှာမျက်လုံးကိုလည်းဖွင့်နားထောင်နားနဲ့လည်းနားထောင်နှလုံးသားကိုလည်းဖွင့်နားထောင်စာဖတ်တဲ့အခါကျတော့ပြောပါရတော့မျက်စိနဲ့စာဖတ်နားနဲ့စာဖတ်ခြေထောက်နဲ့စာဖတ်ကြောက်နဲ့စာဖတ်နော်ဟာမျက်စိနဲ့စာဖတ်ဆိုတဲ့အခါကျတော့အလုံးသိတယ်မျက်လုံးနဲ့ဖတ်တာပါဟုတ်လားအခုနားနဲ့စာဖတ်တာလည်းဘုံပြောနေပြီနော်သဘောပေါက်ရဲ့လားနားထောင်တဲ့ဘုလိုလားမလိုဘူးလားနောက်တစ်ခုကဘာနဲ့ဖတ်မှာရှောင်းနဲ့စာဖတ်ချီမျက်စိမပါဘူးလားချီမျက်စိနဲ့စာအုပ်ကတ်တော့မြင်လားရှောင်းနဲ့စာဖတ်ဆိုဘာလို့ခိုင်းတာခီးသွားရင်ဘာလို့တော့ခီးသွားတော့ပတ်သက်မကုန်ဘူးလားခြေကျင်သွားရင်မညောင်းဘူးလားကမ္ဘာမှာကနေ့အစ္စရေးလူမျိုးတို့အမေရိကတို့ဒါခီးအသွားဆုံးလူမျိုးတွေထဲမှာပါတယ်ဟိုပြင်သက်ကကိုလံဘတ်တို့သူတို့ခီးသွားခဲ့လို့လေဟုတ်လားမြန်မာပြည်ရဲ့အေအာမီရဲ့မြေဖျားကိုပြင်သက်ကမင်းသားတယောက်ကတွေ့ထလာမေဃမလိခတို့မြေဖျားခံလာတယ်ပါအဲ့မြန်မာတွေတွေ့တာမဟုတ်ဘူးမြန်မာတွေအဲ့လောက်စူးစမ်းမရှိဘူးချောင်းမြင်ချောင်းလို့ပဲပြောရတယ်ကြီးကြီးမြင်မြစ်လို့ပဲပြောတယ်ဒီမြစ်ကဘယ်ကနေလာတယ်မသိသူစူးစမ်းရှာဖွေမှုကိုတော်တော်အားနေတဲ့လူမျိုးနောက်ဘုံတို့ကအဲ့ဒါကြောင့်ဘုံတို့ကဉာဏ်ရှိတယ်ပင်ကိုအခန့်တက်ခံကောင်းတယ်အည်သွေးရှိတယ်တို့တော့စူးစမ်းရှာဖွေမှု discovery လုပ်တာ research လုပ်တာ study လုပ်တာတော်တော်အားနေတယ်ဒီကကိုသိထားတာကပဲဆရာကြီးပဲဘုန်းကြီးကလည်းလာမပြောနဲ့ငါဆရာကြီးပဲလူတွေလည်းလာမပြောနဲ့ငါဆရာကြီးပဲဆရာမတွေလည်းလာမပြောနဲ့ငါဆရာကြီးနိုင်ငံရေးအကောင်းဆုံးတွေလာမပြောနဲ့ငါဆရာကြီးပဲသူ့တဲ့ဆရာမရှိတော့အမှန်မှန်အဲ့လိုမဟုတ်အောင်များလေ့လာများနားထောင်နော်အဲ့တော့ခြေထောက်နဲ့စာဖတ်တယ် travel is the best reading ခြေသွားခြင်းဟာအကောင်းဆုံးစာဖတ်ခြင်းပဲ